Sana Sakyo BNA ကင်းတဲ့လုပ်ငန်းခွင်ဖြစ်စေဖို့ဘာလို့အပ်လဲဆိုရင်အောက်မှာရှင်းပြထားတာပေါ့နော်။ Society စေဆိုခိုးချုံလို့တော့ဆိုင်ခိုင်မှာအဓိကထားပြီးရှင်းပြထားပါတယ်။ Society နာတော့နော်ရှုပ်ခွင့်နော်စေဆိုခိုးချုံတဲ့ Okiro လို့တော့ဆိုင်ခိုင်တဲ့ OI နော်は一番転ぶ2番挟まれる巻き込まれる3番切るこするです。一番転ぶ災害をကြည့်အောင်လဲကြတာတို့ချော်လဲတာမျိုးဆိုရင်ခေါ်တော့ဘူးလို့ခေါ်ပါတယ်ခေါ်တော့ဘူးဆိုင်ခိုင်ကြည်လေး一調理場でトレーを両手で持ち走って移動していた時水で濡れていた床で足を滑らせて転び腰の羽を折ってしまったဒီဖြစ်ဖြစ်မှာဆိုရင်ချော်ဒီပါမှာလေမန်းခိုင်ပြီးတော့မှချက်မှလက်နှစ်ဖက်နဲ့ခိုင်ပြီးတော့မှသူကပြေးသွားပြီးတဲ့ကြောင့်မလို့ရေချက်မြန်ရေချောနေတဲ့အတွက်ကြောင့်မလို့သူကလဲချပြီးတော့မှခါချိုးတာပေါ့နော်ခံခိုင်းလာတဲ့လူကင်းဆိုပြီးတွေးထားတယ်သူကဟာရှ်တကာရာယူခါကနူရက်တဲ့いたスベリアスカタから作業靴の底がすり減って滑りやすくなっていたからဒီသုံးချက်ပေါ့နော်ပထမချက်ကပြေးရယ်နံပါတ်2ချက်ကကျန်းကရေရှိနေလို့ချော်လဲတယ်နံပါတ်3ကသူ့ရဲ့ဖနက်ကနောက်ပါနေရအထစ်မရှိရတဲ့အတွက်ကြောင့်မလို့ဖနက်ပါသွားတဲ့ဟာကြောင့်မလို့ဒီသုံးချက်ကြောင့်မလို့သူကချော်လဲခြင်းဖြစ်တယ်ပေါ့နော်ကြည်ရဲနီးရကိုယ့်အကိုစဉ်းစားပါပေါ့နော်ဒါကတော့ခါခိုင်းလာတဲ့လူကင်းရေးထားတယ်ပေါ့နော်抱えている原材料が大きくて足元が見えないからသူတဲလာတဲ့အိတ်ချက်ကြီးရဲ့အတွက်ကြောင့်မလို့အောက်ကခြေတော့အောက်ဖြာကိုမမြင်အောင်ပေါ့နော်ခြေချင်းဝဲအောက်ဘက်ကိုမမြင်အောင်ဒိုင်းရှာကဆူရိုနီအိုတာမမနီနတ်တေတာကရာဒိုင်းရှာကိုလူသွားလက်မှာထားထားတဲ့အတွက်ကြောင့်ပါတယ်တဲ့ခိကိုင်နီဟာဆာမာရဲတို့မှာခိခွန်မာရဲတို့ဆိုင်ကိုင်ဖြစ်ရတဲ့အကြောင်းရင်းအားကြည့်ကြည့်အောင်ခွန်ပေယာနော်စောကြီးနော်ထားမဲ့付近を指に巻き込まってコンペアのベルトを吹いているとき、はじめに付近がローラーに巻き込まれ、次に手首までローラーに巻き込まれてしまった。コンベヤをおにぎりラインမှာコンベヤをစီးတဲ့ချိန်ကျရင်စီးကြောတုတ်တင်နေကြရင်ဖူကင်းနဲ့တုတ်ရတယ်ဖူကင်းကြီးကကွန်ဘေယာကိုမရက်ဘဲနဲ့တုတ်ခဲ့တယ်ဆိုရင်ကွန်ဘေယာနဲ့တူဖူကင်းကြီးကရောညက်ပြီးပါသွားတယ်ဖူကင်းရောညက်ပြီးပါသွားတဲ့ဟာကိုချော်ပြီးတော့မှလက်လဲပါသွားနိုင်တယ်ဆိုတဲ့ဟာကိုဖြစ်ပျက်ကိုပြောရပါပေါ့နော်သူကဖြစ်နိုင်စီများတဲ့ခံခိုင်းရတဲ့လူကင်းကိုရေးထားတယ်ကွန်ဘေယာကိုထုံမဲနိုင်တဲ့ဆိုစီရောしたからကွန်ဘေယာကိုမပိတ်ပဲနဲ့တန်ရှင်းလုပ်တယ်ベルトがゆっくり動いているので危ないと思わなかったからベルトပေါ့နော်ကိုပဲပြားကြီးอ่ะဖြည်းဖြည်းပဲလိမ့်နေတဲ့အတွက်ကြောင့်အနေမများလို့ထင်တဲ့အတွက်ကြောင့်မလို့ဒါက自分で判断はできないကိုယ့်အကိုဆုံးဖြတ်လို့မရပါဘူး付近を指先に巻き込まれていたので付近から手を離すことができないから付近ဆိုတဲ့အဝတ်ကြီးကိုလက်ကြီးမှာပတ်လိုက်တဲ့အတွက်ကြောင့်ပတ်ထားတဲ့အတွက်ကြောင့်လက်ပတ်ထားတဲ့လက်ကြီးကပါဖူကင်းနဲ့ရောပြီးပါသွားတဲ့ကြောင့်ဖြစ်တယ်ပေါ့နော်ဒါကတော့ခီရိုခိုဆူရိုဆိုင်ကပေါ့နော်ပြက်တာလက်ပြက်တာတို့လက်ညှိုးထိတာလိုမျိုးဟာမျိုးပြောတာပါအဲကြောင့်မို့ကြည်တဲ့ဥပမာပေးတဲ့စာသားကိုဖတ်ပြီးတော့ခံခိုင်းလာတဲ့လူကင်းကိုဖတ်ပြီးတော့ကိုယ့်အကိုဘာဖြစ်နိုင်လဲဆိုတာအချက်လက်လေးတွေကိုစဉ်းစားပြီးတော့မှတွေ့ရမယ်ပေါ့နော်စလိုက်စာတဲ့ဖန်ကိုခိていた時パンが詰まるトラブルが発生したスライサーနဲ့ပန်းတွေကိုပေါင်မုံမျိုးဖြတ်တဲ့ချိန်မှာပေါင်မုံရဲ့スマルトラブပန်းကညက်ပြီးကြံနေရပေါ့နော်အဲ့လိုချိန်တွေမှာスマタパンを取り除こうとスライサーのカバーの隙間に手を入れたらスライサーの刃で指先を切り落としてしまったညက်နေတဲ့ပေါင်မုံအစားတွေကိုစလိုက်စာရဲ့ကာပါဂျားတွေကနေထုတ်ယူမဲ့ဆိုလက်ကိုထည့်လိုက်တဲ့ချိန်မှာလက်ကဓာတ်နဲ့ထိပြီးတော့မှပြတ်သွားတယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်တဲ့ခိကာယောထုံမဲစုနီစမတာဖန်ကိုထိုရီနိုဆိုကိုတော့したからစက်ကိုမရက်ဖက်နဲ့
ပေါင်းမုတ်စာကိုထုတ်ခြင်းဖြစ်တယ်ဒါကြောင့်မလို့အန်ဆန်ဖြစ်ဖို့အန်ဆန်ဆောက်ရဖြစ်ဖို့အတွက်ဒီလိုမှာဆိုရင်ဆက်ကိုပိတ်ပြီးတော့မှအချင်းချင်အောင်နှုတ်ပြရမှာဖြစ်ပါတယ်နောက်တစ်